ကိုမျက်စိနဲ့မြင်တဲ့ချိန်လေးပါမြင်ခြင်း process တစ်ခုမှာစိတ်ဖြစ်စဉ်တစ်ခုအတိတ်တိုင်းသွားတာဒါတော့တော့သိရမယ်နော်နောက်တစ်ခါနားနဲ့ပတ်သက်တာနားရှိတယ်အယစကားနဲ့ပဲပို့နားလဲအောင်ပြောနားရှိတယ်နားရှိတိုင်းအတန်ကြားတာမဟုတ်ဘူးအတန်ပေါ်လာမှအတန်ကြားတာနားကအတန်မှလာထင်ဟပ်ပြီဆိုတဲ့ကမှအတန်ကြားတာနော်နားရှိတိုင်းနားတစ်ခုတည်းနဲ့အတန်ကြားတာမဖြစ်ဘူးနားရှိတယ်အတန်ကနားပေါ်မှာလာပြီးတော့ထင်ဟပ်လာတယ်ထိကြိုက်လာတယ်အဲ့ကြရင်ဇာတိစိတ်ဆိုတဲ့စိတ်ပေါ်လာတယ်ဇာတိစိတ်တဲ့အတူအာယုန်နဲ့စိတ်တွေ့ပြီးတဲ့ဖတ်တာဆိုတာပေါ်လာတယ်အဲ့နောက်မှာစိတ်ခံစားချက်ကိုကြားတဲ့အတန်ကစိတ်ချမ်းသာစရာဆိုရင်ဒုက္ခစိတ်ချမ်းသာစရာမဟုတ်ဘူးဆိုရင်ဒုက္ခဟောဒီလိုလာတာနော်ချမ်းသာစရာလည်းမဟုတ်ဘူးမချမ်းသာစရာလည်းမဟုတ်ဘူးပုံမှန်အနေထားပဲဆိုရင်အဒုက္ခမဒုက္ခဝိရဒတုတ်ကိုဖြစ်လာအဲ့ဒီမှာလည်းပဲတပ်ပံပိဿာနာအလုံးကိုသိရမယ်ဖြစ်လာတဲ့ဟာကိုအဲ့တော့ကမ္မထာအထုတ်တဲ့ဆိုတာကမြင်တဲ့အခိုင်လေးမှလည်းလှုပ်လိုက်နားတဲ့မှာအတန်ကြားတဲ့အခိုင်လေးမှလည်းပဲဒီကြားတဲ့အတန်ပေါ်မှာခုလို့ရှုမှလိုက်ဘယ်နှခုဖြစ်သွားလဲ9ခု5ခုဖြစ်သွားတယ်ဆိုတော့သိလိုက်အောင်နော်မျက်စိကြီးမိတ်ပြီးထိနေတဲ့အခါဒါရှုဖို့ပြောတာမဟုတ်ဘူးမြင်တဲ့အချိန်မှာရှုအောင်မြင်လိုက်တဲ့အချိန်မှာအဲ့ဒီ process နဲ့သွားတာအဲ့တော့တရားဆိုတာပဲတရားမဆိုအထုတ်လို့ရတယ်လို့ပြောတာနော်တရားထိုင်ပြီးတော့မျက်စိမိတ်ပြီးတရားထိုင်နေပါတရားလို့ပြောတာမဟုတ်အဲ့ဒါသမာဓိလုပ်တာစိတ်တည်ကြအောင်လုပ်တာဝိပဿနာဆိုတာတရားတိုင်းမှာရှုတတိနဲ့ကြည်နေတာတမ္ပဇဉာဏ်နဲ့ဆင်ញင်နေတာအဲ့ဒါဝိပဿနာပဲစိတ်အလုပ်ပဲဖြစ်တယ်နော်အဲ့ကြောင့်မို့ကမ္မထာဆိုတာအပြည့်လုပ်နေတဲ့သဘောပဲဟိုထေရိကာဆိုတဲ့ထေရိမတယောက်အလောင်းမှာသူအားမတော်တဆအိမ်အောင်ကြာသွားသူအိမ်အောင်မပြုတ်ကြည့်ပဲမတော်တဆအိမ်အောင်ကြာတယ်ဆိုတာရှိသေးတယ်လေမတော်တဆအိမ်အောင်ကြာသွားတော့သူကတရားထုတ်ခြင်းဖះကြောင်သွားပြီးတော့မြဲတဲ့တရားနာတယ်တရားနာရင်သူကသောတာပန်ဖြစ်နေအဲ့သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ကတရားထုတ်တာမဟုတ်ဘူးမိဖို့ကြောင့်လည်းမှဟင်းချက်တာ